ကောင်းကင်မှာမြေကြီးပေါ်လမ်းလျှောက်တယ်လို့လျှောက်ချင်တယ်ဆိုရင်လမ်းဖန်ဆင်းရတယ်လမ်းဖန်ဆင်းတယ်သူ့အဖို့မှာတော့ကောင်းကင်ဘုံမှာလမ်းကြောင်းကြီးပေါ်သူရှောက်နေတာတမန်အပြင်ဘေးကလူတွေကကြည့်ရင်တော့ကောင်းကင်ဘုံလမ်းလျှောက်နေတယ်လို့ထင်တယ်သို့တော့သူ့အနေနဲ့ကတော့လျှောက်เสียလမ်းရှိတယ်သူ့မှာဒါကတစ်မျိုးဟိုဒီသွားတဲ့အခါမှာကာယကမ္မနာစိတ်တကမ္မနာလို့နှမျိုးရှိတယ်စွမ်းတကူမှာခန္ဓာကိုယ်သွားနည်းတိုင်းသွားခြင်းသလားစိတ်သွားတယ်လို့သွားခြင်းသလားနှမျိုးရှိတယ်တခါတလေမြတ်စွာဘုရားဟာခန္ဓာကိုယ်သွားနည်းတိုင်းသွားဥပမာမဲ့ဒီသမိုင်းကြောင်းတွေမှာဆိုတဲ့မြန်မာဘုရားသမိုင်းတွေကတော့လေခိုင်းကျောင်းတော်ရာစန္ဒကူကျောင်းတော်ကိုကြွတဲ့အခါမှာမြတ်စွာဘုရားနဲ့ယဟန္တာ900ကောင်းကင်ကနေပြီးတော့ဖြည်းဖြည်းစေးစေးကြွကြတာကောင်းကင်ကနေကြွသွားကြတာအဲ့ဒါကာယကမ္မနာလို့ခေါ်တယ်ကောင်းကင်ကနေသွားတာတခုဘောထိုင်သွားမယ်သို့မဟုတ်လမ်းလျှောက်သွားမယ်သွားတယ်ကာယကမ္မနာစိတ်တကမ္မနာဆိုတာအခုတရားဝဲထိုင်နေရင်အိမ်ပြန်ကြည့်ပါလားစိတ်နဲ့ရောက်မသွားဘူးလားလို့ကိုယ်စိတ်ကရောက်သွားပြီလေသို့တော့ကိုယ်ကြီးကပါလားဆိုမပါဘူးအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ကြတော့စိတ်ကြီးစိတ်သွားလိုက်လို့ရှင်ကိုယ်ကပါသွားတယ်အဲ့တော့ဒီနေရာမှာဝုတ်ခနဲ့ပျောက်ပြီးဟိုနေရာပြုတ်ခနဲ့ပေါ်တာအဲ့ဒီသွားနေကသွားတဲ့အခါမှာစာပေကျမ်းကမှာဘယ်လိုရေးထားတော့ဆိုသမိန်စိတံဝါကာယံပတာရိယပတာရိတံဝါသမိန်စိတံဝါဘာဟုံပတာရိယပတာရိတံဝါဘာဟုံသမိန်စေယဆန့်ထားတဲ့လက်ကိုကွေးလိုက်တယ်လို့ကွေးထားတဲ့လက်ကိုဆန့်လိုက်တယ်လို့ဒီနေရာမှာပျောက်ပြီးဟိုနေရာရောက်သွားတယ်လို့ဆိုတာစိတ်ဓာတ်ကမ္မနာစိတ်သွားတဲ့အနေနဲ့သွားတာတဲ့အဲ့ဒါခုနဗြဟ္မပြေကိုမြတ်စွာဘုရားတက်သွားတယ်ဆိုတာကျောင်းတော်တွေကပျောက်သွားပြီးတော့ဗြဟ္မပြေဘွားခင်းနဲ့ရောက်သွားတယ်သွားနေကစိတ်ဓာတ်